ဖီနာဘာချီကိုဖော်ရက်ကဂိုးပြဲကြည့်ကြလည်းမပြောနဲ့လေသူတို့မှာအာဆနယ်မရဘူးတဲ့ UCN ဖလားနှလုံးတောင်ရှိတာကိုပရိသတ်များအားမင်္ဂလာပါခင်ဗျာ Y2 ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေနော်တန်ဖော်ရက်ဆိုတာဒီနေ့မှာတော့အင်္ဂလန်ပြည်တွင်းမှာတရောင်းစားလို့ဘာလို့နဲ့ပရီးမီးယားလိမှာတိုင်ပန်းနေတတ်ပေမဲ့ဥရောပစစ်မြေပြင်ယူရိုပါလိရောက်ပြီဆိုရင်တော့ချင်းတင်ဟောင်းကြီးရဲ့အရှိန်အဝါကထွက်လာတာပါညကတူရကီမြန်မာဖီနာဘာချီကို3ဂိုးပြည့်နဲ့အဝေးလဲကန်းတဲ့အထိလိုက်ရိုက်ခဲ့တဲ့ဖော်ရက်ရဲ့အခြေစွမ်းဟာအာဆနယ်ပရိသတ်တွေအတွက်တော့နားလည်ရခဲ့တဲ့ပုံစံတစ်ခုလိုဖြစ်နေပါသေးချပါပြီလူတွေကဖော်ရက်ကိုပရီးမီးယားလိဇာအောင်နားမှာမြင်တော့အဖိုးကြီးကသွားကျိုးနေပြီလို့ထင်ကြတာပေါ့ဒါပေမဲ့ဥရောပပွဲတွေဆိုတာဖော်ရက်အတွက်တော့အိမ်အောင်ဖေးကရေကူးကန်နဲ့စင်ကစားသလိုပါပဲဖီနာဘာချီလိုတူရကီငယ်ကမ်းမှာ3ဂိုးပြည့်နိုင်တယ်ဆိုတာဥရောပဂျန်နေရှိတဲ့အသင်းမှာလုံနိုင်တာပါဒါကိုကြည့်ပြီးအာဆနယ်ပရိသတ်တွေကဟဲဖော်ရက်ကဂျန်လာကြည်လားလို့အံ့ဩနေကြရပါတယ်သူတို့ခင်ဗျာမှာတော့ UCN ဖလားကို TV ထဲမှာပဲမြင်မှုတော့ဥရောပအတွေ့အကြုံဆိုတာဘာလဲဆိုတာကိုနားမလည်ကြတာမဆန်းပါဘူးဖော်ရက်ရဲ့ဝေလဲကဲထဲမှာဥရောပချန်ပီယံဖလားနှလုံးကပုံတက်နေပေမဲ့ပြောင်းလဲနေစေပါအာဆနယ်ရဲ့ဝေလဲကဲထဲမှာ UCN ဖလားထားဖို့အတွက်စနေတော်မဆောက်ရသေးပါဘူးဖော်ရက်က UCN နှလုံးရထားတာအာဆနယ်ပရိသတ်တွေအတွက်တော့ဒဏ္ဍာရီတစ်ခုလိုပါပဲအာဆနယ်ကပရီးမီးယားလိမှာဘယ်လောက်ပဲကောင်းနေပြောဥရောပမှာတော့အနက်ရှူဘူးယုံစင်ပဲရှိတာပါဥပမာပေးရမယ်ဆိုရင်ဖော်ရက်ကဘွဲနှဝဲရထားတဲ့ဖိုးကြီးလိုဖြစ်နေပြီးအာဆနယ်ကတော့ကြောင်းတက်တာတော့ကြာပြီဒါပေမဲ့တဘာသာမှအောင်လည်းမရသေးတဲ့ကြောင်းသားလိုပါပဲဖီနာဘာချီကွင်းမှာသွားနိုင်ဖို့ဆိုတာကမလွယ်ပါဘူးဖော်ရက်ကအဲ့ဒီမှာ3ဂိုးပြတ်နိုင်ခဲ့တာဟာသူတို့ရဲ့တမိုင်းကြောင်းမှာဥရောပအောင်ပွဲတွေကစီးစင်းနေလို့ပါအာဆနယ်ကအဲ့ဒီကွင်းသွားပြီးပရိသတ်တွေအော်ရာနဲ့ဒူးတုံပြီးပြန်လာမဲ့အသင်းမျိုးပါအာဆနယ်ပရိသတ်တွေကိုနိုင်ရှင်ပြရင်တော့အင်မတန်ရည်စရာကောင်းပါတယ်သူတို့ကငွေတန်ဖို့မသိပဲပတ်စံအလိုကြီးကိုပိုက်ပြီးတရင်ဟန်ဆောင်နေတဲ့လူတွေလိုပါပဲဖော်ရက်ကငါ့မှာတော့ကားနှစ်စီးရှိတယ်အခုတော့ခဏပြက်နေလို့လမ်းလျှောက်နေတာလို့ပြောချင်ပါအာဆနယ်ကငါ့မှာကားမရှိဘူးဒါပေမဲ့လမ်းလျှောက်တာငါကမင်းထက်ပုံမြန်တယ်လို့လာကြွားနေတယ်လို့ပါပဲလမ်းလျှောက်မြန်တာကဂုံမဟုတ်ပါဘူးကားရှိတာကမှဂုံပါဖော်ရက်ကဥရောပမှာကျမ်းပြနေတာကိုမြင်တော့အာဆနယ်ပရိသတ်တွေကဒါကကံကောင်းလို့ပါလို့ပြောတဲ့ကြပါတယ်ဒါအစိမ့်မြေစားသောက်ဆိုင်မှာတစ်ခါမှမစားဘူးတဲ့သူကစားဘူးတဲ့သူကိုကြည့်ပြီးအဲ့ဒီဟင်းကစားမကောင်းပါဘူးလို့ဝေဖန်နေတာနဲ့တူတူပါပဲကိုယ်တိုင်လည်းမစားဘူးပဲနဲ့ဝေဖန်နေတာကတော့တကယ်ကိုအရှက်မရှိရဲ့လို့ရပါပဲပရီးမီးယားလိမှာဖော်ရက်တိုင်ပန်းနေတာကလည်းအကြောင်းရှိပါတယ်အသင်းပိုင်ရှင်မာရီနာကိကြောင့်မှာအာဆနယ်ကတော့ပြည်တွင်းမှာချင်းသိဟိန်းတလူလုံးနဲ့ဥရောပရောက်တာနဲ့ကြောင်ပေါလေးဖြစ်သွားတာအချင်းချင်းပါပဲUCN ဖလားရဲ့အနက်ကိုတော့မရှိဘူးပဲနဲ့ဥရောပမှာကျန်းနေတဲ့ဖော်ရက်ကိုလာဝေဖန်တာဟာတကယ်ကိုအုံနောက်မရှိတဲ့ဝေဖန်ချက်ပါပဲအာဆနယ်ပရိသတ်တွေတည်ထားဖို့ကဂုံတိတ်ကဆိုတာမွေနဲ့ဝယ်လို့မရပါဘူးအော်ဟိနေုံနဲ့လည်းမရဘူးဆိုတာပါပဲဖော်ရက်မှာ UCN နှလုံးရှိနေသွေးသူတို့ဟာအာဆနယ်ထက်ဥရောပမှာအမြဲတမ်းတဆင့်မြင့်နေပါပါဖော်ရက်ကဖီနာဘာချီကို3ဂိုးပြတ်နိုင်ခဲ့တာဟာအာဆနယ်ပရိသတ်တွေအတွက်ပါရိုက်လိုက်တယ်လို့အသက်ပေးတန်ပါပဲခင်ဗျားတို့ UCN ဖလားကိုကန်နေတဲ့နေ့ကျမှဖော်ရက်ကိုလာနိုင်ခြင်းပါအခုချိန်မှာတော့ဖော်ရက်ရဲ့အောင်ပွဲတွေကိုတပီကနေငေးကြည့်ပြီးအားကြားစိမ့်နဲ့ကြီးနေကြပါအောင်လို့လက်တိုးလိုက်ဖြစ်ပါတယ်ပြောမိတာပြောရတာပါအာဆနယ်ပရိသတ်တွေထဲမှာ Skynet ကြီးပေါ်လာမှဘောလုံးပဲကြည့်မှုရတဲ့သူတွေတောသားတွေအများကြီးရှိနေပါတယ်ဒီတော့အာဆနယ်ကနည်းနည်းလောက်ရလက်လေးကောင်းပြလိုက်တာနဲ့လေကြီးမိုးကြီးတွေငါစကားnóiရတွေရှောက်ပြောတော့တာပါပဲကြည့်ရတာဆယ်လီဖြစ်ချင်ကြတယ်ဒူပါရင်ဆယ်လီဖြစ်ချင်ဒီထက်ပုံမြင်တဲ့နီးလေးပြောလိုက်ပါပဲဟိုဆယ်လီမာလေးလိုထမင်းကြီးဝေပြီးဂျွန်းသာထိုးပြလိုက်ပါပြီးရင်ဘနာနာလိုလူတွေဝိုင်းဆဲလဲအသေးပဲမရှိတဲ့စကားတွေကိုများများပြောပေးပါတလာချင်းကိုအောင်မြင်လာပါလိမ့်မယ်အဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ